ဒီအပင်ကြီးတွေပေါ့နော်စားဆိုင်တုန်းက growing medium ရောဘာတွေတုံးထားတာအပင်ကြီးတွေကိုလည်းကျွန်တော်ကတော့ဟိုပါပဲတုံးတယ်အုံးဆန်ကိုကိုနဲ့ပဲစိုက်တာဟုတ်အဲ့ဒီပင်တွေကကိုကိုတွေနဲ့ပဲစိုက်တာကိုနဲ့ပဲစိုက်တာဆိုတော့ဟိုဘာလို့ကိုရွေးပြတာဘာလို့ကိုရွေးပြတာလဲဆိုတော့ဟိုကိုကတော့ကျွန်တော်ပုံမှန်စိုက်နေကြပါတော့စိုက်နေကြ medium ဟိုကိုကကျတော့ဒီကိုကျွေးလိုက်တဲ့အားစီးပမာဏအတိုင်းပဲသူကစားတယ်ပေါ့နော်ကိုဒါပေမဲ့အဲ့ဒါတော့ဟိုသူအားတက်ချက်လည်းဖြစ်တယ်အားနည်းချက်လည်းဖြစ်တယ်ပေါ့နော်ကိုကတခုခုဟို pH မမှန်တာတို့ဟိုအားစီးများတာနည်းတာတို့ဒါမျိုးဒီတော့မဖြစ်မှရမယ်ကိုကဟို pH မမှန်နဲ့ဟိုအားစီးအပင်စားနိုင်တဲ့ပမာဏပေါ့နော်ဟိုမှန်ကျွေးတယ်ဆိုလို့ရှိရင်ကိုကဟိုအဆင်ပြေရပေါ့နော်ဟိုအပင်တက်တန်းဒီထက်ပိုပြီးတော့ကြာထားခြင်းနဲ့ဟိုဆိုလို့ရှိရင်တော့မြေကြီးနဲ့စိုက်တာတော့ပိုကောင်းတယ်တကယ်လို့ကိုပေါ့နော်အုံးဆန်နဲ့စိုက်နေကြမဟုတ်ဘူးကိုကအကျွမ်းတဝင်မရှိဘူးဆိုလို့ရှိရင်တော့ဟိုအပင်အကြီးပဲဖြစ်ဖြစ်အခုမှစိုက်မဲ့ဟိုသူတွေပဲဖြစ်ဖြစ်ပေါ့နော်မြေကြီးကိုရွေးချယ်တာတော့ပိုကောင်းတယ်အုံးဆန်ကတော့ဟိုရေစင်းတွေပါကြီးကောင်းတယ်ဟိုအမြင့်တွေပါကြီးဟိုကောင်းတွားတယ်ပေါ့နော်မြေကြီးကကြတော့မြေကြီး quality ကောင်းရင်တော့ဟိုမြေကြီးနဲ့စိုက်တာပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ဟိုအုံးဆန်နဲ့စိုက်မယ်ဆိုလို့ရှိရင်တော့ဟိုအားစီးတွေ pH တွေကအမြဲတမ်းမှန်နေဖို့လိုတယ်စာရေလောင်းတာပေါ့နော်ရေလောင်းတာမှန်ဖို့လည်းလိုတယ်ကိုကဟိုအရန်6သွားလို့ရှိရင်ဒီကျွေးထားတဲ့အားစီးတွေကြံပြီးတော့စားခဲတဲ့ပြဿနာတွေပဲဖြစ်တတ်တယ်အဲကျွမ်းကျင်မှုရှိမှပဲကိုနဲ့အကျွမ်းတဝင်ရှိမှပေါ့နော်ကိုစိုက်နေကြသူဆိုလို့ရှိရင်တော့အကျွမ်းတဝင်ရှိတယ်ဆိုလို့ရှိရင်ဟိုအပင်ကြီးစိုက်တဲ့အခါကျလို့ရှိရင်လည်းဟိုအပင်ကြီးတိပေါ့နော်ကိုနဲ့စိုက်လို့ရတယ်ဟိုဒါပေမဲ့ဟိုအရန်အကြာကြီးထားမယ်ဆိုရင်တော့မြေကြီးကတော့အကောင်းဆုံးပဲပေါ့နော်ပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီမှာစိုက်နေကြလဲဖြစ်တယ်ဟိုကိုလည်းဟိုလုံနေကြဆိုတော့ဒီကိုပဲရွေးလိုက်တာပေါ့မြေကြီးကြတော့လေမြေကြီး quality အမျိုးအစားတွေကြတော့ဘယ်လိုရှားရလဲမြေကြီး quality အမျိုးအစားတွေကတော့ဟိုမြေကြီးကတော့အဓိကတော့ဟိုမြေကြီးပဲဖြစ်ဖြစ်ကိုပဲဖြစ်ပါရေစင်းကောင်းအောင်မယ်ဟိုအမြင့်တွေကောင်းသွားနိုင်အောင်မြေကမွားနေရမယ်ဟိုကြစ်တာတွေဟိုအားစီးတွေအရန်စုပြုံနေတာပေါ့နော်အဲ့လိုပြဿနာတွေမဖြစ်တဲ့မြေသွေးမျိုးရွေးရမှာပေါ့နော်ဟိုမြေအမျိုးအစားကတော့အဲ့လိုပဲပွားရမယ်ရေစင်းကောင်းရမယ်နောက်တစ်ခုကတော့ living soil တွေပါလေရွေးချယ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့အများကြီးပဲ living soil တွေဟိုစက်မြေတွေလည်းရှိတယ်ပေါ့နော်ဟို living soil ကတော့ဟိုသူကတဘာဝ organic တွေပါတယ်ဟိုအနုစီဝပိုးတွေပါတေချာမွေးပြီးတော့စိုက်တဲ့အားပေါ့နော်ဟိုဒီတိုင်းရိုးစက်မြေတွေကကြတော့ဟိုကောင်းနိုင်လည်းရှိတယ်ဟိုတချို့ကကြတော့ကိုယ်အပင်နဲ့မကိုက်တဲ့ဟိုမြေစက်မြေမျိုးစားတွေလည်းဖြစ်နိုင်တယ်ပေါ့နော်တော့များသောအားဖြင့်တော့ဒီမှာကဟိုအမျိုးအစားစုံတယ်ဝယ်ရလွယ်တယ်ဆိုတော့ဟိုဒီ cannabis အတွက်ပေါ့နော်ကျွန်တော်တို့တီးတန့်ထုတ်ထားတဲ့ဟိုစက်မြေမျိုးရွေးတာတော့ပို့ပြီးတော့စိတ်ချရတယ်မဟုတ်လို့ရှိရင်လည်း living soil ပေါ့နော် living soil ကတော့ဟိုအပင်အကုန်လုံးနဲ့အဆင်ပြေရပေါ့လေ living soil ကတော့ဒီတဘာဝ organic အကြောင်းပို့ပြီးတော့ဟိုနားလေတယ်ဆိုလို့ရှိရင်ဒီ living soil နဲ့စိုက်ရင်လည်းအပင်ကတော်တော်ကောင်းတယ်ဟုတ်ကိုကလည်းဝယ်ရတာပဲလားကိုကလည်းဝယ်ရတာပဲသူကကြတော့အုံးဒီအခွန်တန်ဟိုမှာအဲ့လိုခွန်တွေကိုမွားပလိုက်တာမွားထားတာမျိုးလားအဲ့လိုမျိုးပေါ့ပြီးတော့သူကဟိုသူ့စီမှာပါတဲ့ဟိုအပင်အတွက်မလိုတဲ့ဓာတ်တွေကိုလည်းသူကတေချာလေးပြန်ပြီးတော့တန့်စင်ထားပြီးတဲ့ဥစ္စာမျိုးရွေးချယ်ဖို့လိုတယ်ဥစ္စာရွေးရင်လည်း quality ကောင်းမှုလိုတယ်ပေါ့နော်ဟိုသူ့မှာဟိုအပင်အတွက်မလိုတဲ့ဟာတွေပါတယ်ပေါ့နော်ဒါတွေကိုဟိုတေချာတန့်စင်ထားပြီးတော့မှဒီစိုက်ပျိုးရေးအတွက်ပြန်ထုတ်ထားတဲ့ဥစ္စာမျိုးတော့ရွေးရမယ်ဝယ်သုံးမယ်ဆိုရင်ပေါ့အဲ့တော့ဟိုကိုအုံးစံမောင်ကကိုလုံးလို့မရဘူးပေါ့နော်ကိုလုံးလို့ရတယ်ဒါပေမဲ့ဟိုခက်တယ်ဆိုတာဟိုဘယ်လိုပြောမလဲကိုကဟိုတနိုင်တစ်ပိုင်းဆိုရင်တော့လုံးလို့ရတယ်ပေါ့လေဟိုအပင်အများကြီး commercial စီးပွားဖြစ်စိုက်မယ်ဆိုရင်တော့ဟိုအုံးစံအစာလိုက်လုံနေရကြတော့ operation အရင်ကြီးမှာပေါ့ဟိုတနိုင်တစ်ပိုင်းဆိုလို့ရှိရင်တော့အုံးစံဟိုဒီရေတေချာဆေးပေါ့နော်ရေတေချာဆေးပြီးရင်ကျွန်တော်တို့လည်းဒီမှာဆိုရင်တခါကျရင်အုံးစံတွေပါပြန်သုံးတာတွေပါရှိရပေါ့နော်ပြန်သုံးတယ်ဟို flashing တွေပါလုပ်တယ်ဆိုလို့ရှိရင်လည်းအုံးစံအောင်ဒီ kemmet ပေါ့နော်ဒီ kemmet က calcium magnesium ပေါ့နော်ဒီကောင်ပါတဲ့ဆေးရည်တွေအလွယ်တကူဝယ်လို့ရတယ်ပေါ့နော်ဒီကောင်နဲ့ဟိုဒီအုံးစံကို
အားစီးပြန်သွင်းပေးပြီပေါ့နော်buffering လုပ်တယ်လို့တော့ခေါ်တယ်ပေါ့နော်ဒီအုံစံကိုဟို flashing ရေပြောင်းဆေးချပြီးတော့ဒီကောင်ဟို camera ပြန်ထည့်ပြီးပေါ့နော် camera ရောထားတဲ့ရေနဲ့ပြန်ထည့်ပြီးတော့သူ့ buff ပြန်လုပ်ပြီးရင်အပြင်ကစိုက်လို့ရပြီပေါ့နော်အုံးစံအဲ့ဆိုပြန်သုံးလို့ရတာပေါ့နော်တောက်လျှောက် တောက်လျှောက်တော့ပြန်သုံးလို့တော့မကောင်း ဟုတ်လားသုံးဟိုကိုက budget အရာပေါ့နော် budget အနေထားအရာပြန်သုံးကျင်တယ်ဆိုရင်ဟိုတစ်ခေါက်အလုံးစုံနှစ်ခေါက်ပေါ့အဲ့ထက်ပိုသွားရင်တော့ဟိုမြေကြီးပဲဖြစ်ဖြစ်အုံးစံပဲဖြစ်ဖြစ်ဟိုမကောင်းတော့ဘူးပေါ့နော်ဟိုအဲ့ဒါကြတော့ဘာထက်လို့ပါလဲဆိုတော့ဒီမြေကြီးတွေအုံးစံတွေကိုဟိုအားစီးတွေပြန်ပြီးတော့ဖြည့်ဖို့အတွက်ဟိုမြေပြန်ကောင်းဖို့အတွက်ပေါ့နော်ပြန်လောက်ရတာကုန်ကြစည်ပုံများကုန်ကြစည်ကောပြီးတော့ဟိုလုတ်ပေးရတဲ့အချိန်ရောဟိုကျွမ်းကျင်မှုလည်းရှိဖို့လိုတယ်ပေါ့နော်ဟိုမြေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဟိုအပင်ကကြတော့ဟိုတစ်ခေါက်စိုက်ပြီးသွားရင်ဆိုတော့ तू လိုအပ်တဲ့ဟာတွေအကုန်စားလိုက်ပြီလေအဲ့တော့ကိုကျွေးရဲ့အဲ့တော့မြေကြီးတိုင်းမှာကြံနေတာတွေလည်းရှိမယ်ဟိုလိုနေတာတွေလည်းရှိမယ်ပေါ့နော်အခါကြလို့ရှိရင်ကြံနေတာတွေကိုတစ်ခေါက်ပြန်ဆေးချပြီးရင်လိုနေတာကိုတစ်ခေါက်ပြန်သွင်းပြီးတော့မှအပင်ပြန်စိုက်ပေါ့နော်အဲ့ဒါလည်းဟိုနှစ်ခေါက်လောက်လုပ်ပြီးပါရင်မကောင်းတော့ဘူးပေါ့နော်ဟိုအိတ်တွေရောဘယ်လောက် size တွေသုံးထားလဲအိတ်တွေကတော့ဒီ